ပြောမလဲသူဖွင့်ပြောရဲ့တရားနဲ့တွေ့ပြီးကိုဆောက်တဲ့အတွေ့အိမ်လဲလေးတဲ့မှာပဲမြို့သေးရင်ဆွေးနေရပြီသူမသိဘူးတယောက်တည်းပဲစိတ်ပြေသိစရာလဲမတွေ့ဘူးအိမ်စမရပါတော့ချစ်တာတကူတည်းပဲအသေးချာဆန်းစစ်ကြည့်မှာကိုချစ်သူလုံးအင်းပြေရမလွယ်တဲ့ဘဝစိတ်ဆင်းရဲရမယ်ဆိုရင်သူလေးပဲပြေဆုံးပါစေ